ကလေးတွေခေါင်းမဖော်နိုင်အောင်ရှယ်ကြိုက်တဲ့ပဲပြားနဲ့ကြောက်ကြုံလေးကျွန်မပြပေးမယ်နော်လူအပ်တဲ့အရာလေးတွေကကြတော့ရိုးရှင်းရှင်းလေးနဲ့လွယ်လွယ်ကူဒါလေးတွေပဲလိုရပါနော်ပဲပြားရဲ့အကျော်မှုတ်ရဲ့ကြောက်ဥသို့မှုတ်ပဲဥရဲ့ကြောင်ဖြူလေးရဲ့လိုရပါတယ်ပဲပြားနဲ့ကြောက်ဥသို့ဘဲဥကိုရောလိုက်မယ်ပြီးငရုတ်ကောင်ခရုစီစက်သားမှုတ်ပြီးအချိုမှုတ်စားကြိုင်နဲ့စားပေါ့နော်ပြီးအကျော်မှုတ်လေးပြီးအကုန်လုံးရောပြီးဘလန်ဒါနဲ့နေပြီးတော့ဒီလုံးဝညက်နေပိုကောင်းပါတယ်ကျွန်တော်လက်နဲ့ပဲဆိုတိတ်မညက်ဘူးပေါ့နော်မညက်တဲ့ခါကျတော့အကျော်ကြီးကကွဲထွက်ပါတယ်ကော်မုတ်လည်းနည်းလေးထည့်နိုင်ပိုကောင်းပါတယ်ကျွန်မကော်မုတ်အလွယ်တကူမရှိလို့မထည့်လိုက်ပါဘူးအဲ့တော့နည်းနည်းလေးတချို့ဟာတွေကျတော့ကွဲထွက်သွားတာပေါ့နော်အရသာတော့လုံးဝရှယ်မကိုရှယ်စားကောင်းပါတယ်ကျမတပည့်တွေကတော့ဘာလာလာဒေါင်းနေနော်ကျမလက်ရတို့ကရှယ်ကြိုက်လုံးဝကောင်းမပေါ်တဲ့စားနေကြတာကျမကဒီမှာစားပြီပေါ့နော်မာလာအမှုန့်လေးနဲ့တို့ပြီးစားပါမယ်သူတို့နှစ်ယောက်ကိုတဝက်ကျမတဝက်ပေါ့နော်စားတာအရင်စားကောင်းတယ်သူကစိတ်စိတ်လေးနဲ့အီအီလေးအထဲထဲမှာလေအရင်တစ်ခါကကြက်ဝတ်လို့စားတာတိတ်မကြိုက်ဘူးအခုဘဲဦးနဲ့ရတယ်ပိုပြီးစားကောင်းတယ်လို့ကျမစိတ်တွေခံစားရတယ်မာလာမုတ်ကနည်းနည်းလေးအငံတက်ကြရောလေနည်းနည်းလေးပဲဖြူရင်ပိုကောင်းပါတယ်ဒီမှာကြည့်နှစ်ယောက်သားအတင်းတုံစားနေကြတာ